Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုညီကိုတွေစောင့်မျှော်နေတဲ့ဒါ Premier League ပွဲစဉ်တွေအပြင်တခြားသော League ပွဲစဉ်တွေအများကြီးရှင်ပြိုင်ကစားဖို့ရှိတဲ့နေ့လေးပဲဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းကျွန်တော်ဒီဗီဒီယိုမှာစနေနေ့ပွဲစဉ်တွေတဲကနေပြီးတော့အကောင်းဆုံး2ပွဲရွေးချယ်ထားပါတယ်ကျွန်တော်အကြိုက်ပွဲစဉ်2ပွဲပေါ့နော်ဒီပွဲစဉ်2ပွဲကို free ပွဲစဉ်အဖြစ်သုံးသက်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ချန်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ Mama Group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ Mama Group မှာလည်းလက်ရှိဒီ January လထဲမှာပေါ့နော်အပေါင်းတွေတောက်လျှောက်ထွက်အောင်ကျွန်တော်စူးစမ်းပေးထားပါတယ် Okay ဆိုတော့စနေနေ့မှာလည်းရလက်ကောင်းအောင်ပေါ့နော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ဆိုတော့တွားလိုက်ရအောင်ပေါ့နော် Okay ဆိုတော့ကျွန်တော်အောင်ဆုံးရွေးချယ်ထားတဲ့ Premier League ပွဲစဉ်ကတော့စနေနေ့ည9:00နာရီခွဲမှာရှင်ပြိုင်ကစားမယ် Wolverhampton အသင်းနဲ့ဘုံမောက်အသင်းရဲ့ပွဲစဉ်ကိုပထမဆုံးအနေနဲ့ရွေးချယ်ပေးကြပါတယ်သုံးသပ်ပေးကြပါတယ်ဆိုတော့ Molineux မှာကန်မယ် Wolf အသင်းရဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားမယ်ပွဲစဉ်ဆိုတော့ Wolf ကတော့နောက်ပိုင်းပွဲစဉ်တွေမှာတော့နည်းနည်းလေးရုန်းကန်လာတာကိုတွေ့ရတယ်။ဒါကြောင့်လည်း current form အရဆိုလို့ရှိရင် Wolf ကတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်တော့ဒါ3ပွဲတည်1ပွဲနိုင်ထားတယ်။အိမ်ကွင်း Molineux မှာ West Ham ကိုနိုင်ထားတယ်။နောက်ဆုံးရှစ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်2ပွဲကိုကြည့်မယ်ဆိုရင်တော့ Castle ကိုတည်ခံကစားထားနိုင်တယ် Molineux မှာပြီးတော့ City ကိုတော့ Etihad မှာ2-0ဆိုတဲ့ရလဒ်မျိုးနဲ့ဒါရှုံးနေခဲ့ရတာမျိုးရှိတယ်။ဆိုတော့ Wolf တင်းနေနဲ့ရုန်းကန်လာတာလေးတွေကိုတွေ့ရတယ်။ဆိုတော့ Molineux မှာနောက်ဆုံးကစားခဲ့တဲ့3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ2ပွဲနိုင်ပြီးတော့1ပွဲတည်ကြထားတယ်ဆိုတော့အဲ့ဒီထဲမှာဒါ Africa ပွဲစဉ်မှာပါဝင်နေတာမျိုးလေးရှိပါတယ်ဆိုတော့Wolf ကတော့ Molineux မှာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ရလပိုင်းကောင်းထားရလို့ကျွန်တော်ဒါသုံးသပ်ရမှာလည်းဖြစ်တယ်တစ်ဖက်ကဘုံမောက်တင်းကလည်းနောက်ဆုံးပွဲစဉ်တွေမှာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာရလပိုင်းလေးတွေကောင်းထားတယ်အိမ်ကွင်းမှာ Spurs ကို 3-2 နဲ့နိုင်တယ် Brighton ကို 1-1 တည်ကစားထားတယ်ပြီးတော့အိမ်ကွင်းမှာပဲကျွန်တော်တို့ Liverpool အသင်းကိုပေါ့နော်ဒါနောက်ကျသွင်းကိုနဲ့တူအနိုင်ကိုနဲ့တူ 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်ဆိုတော့လက်ရှိအမှတ်ပေးစရာမှာဆိုရင်တော့ဘုံမောက်ကအဆင့်73နေရာမှာရမှတ်30နဲ့ရပ်တည်နေတယ် Wolf ကတော့ရမှတ်10မှတ်နဲ့အဆင့်20မှာပဲရှိနေသေးတယ်အပေါ်ကအဆင့်19ကဘန်လီတင်းတဲ့တောင်မှရမှတ်အပြင်9မှတ်လောက်ကွာနေတာဖြစ်တဲ့အတွက် Wolf အနေနဲ့လက်ကျန်ပွဲစဉ်တွေကိုတမ်းမစင်ရဖို့တော့ရုန်းကန်ကစားဖို့တော့လိုအပ်နေပါတယ်ဆိုတော့ဒီနှစ်သင်း head to head ကိုကြည့်မယ်ဆိုရင်တော့ Molineux မှာနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာတော့ဘုံမောက်တင်းရတော့မှအသာစီးရရှိခဲ့တာမျိုးကိုကျွန်တော်တွေ့ရပါတယ်နောက်ဆုံးတွေ့ဆုံမှုကတော့ဘုံမောက်တင်းရဲ့အိမ်ကွင်းမှာဒါ 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်ဒီနှစ်အပိုင်းခြားတွေမှာတော့ Wolf ထက်ဆိုင်ရင်ဘုံမောက်ကပို့ပြီးတော့အသာစီးရရှိထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတာကဘုံမောက်အနေနဲ့အဓိကကွင်းလယ်ကစားသမား2ဦးဖြစ်တဲ့ Clive နဲ့Tavernier တို့ကလွဲချော်ဖို့ရှိနေတယ်ပြီးတော့ Brook လည်းလွဲချော်ဖို့ရှိနေတာဖြစ်တဲ့အတွက်ကိုဖုံးပေါက်တင်းကတော့ကွင်းလယ်ပိုင်းအားနည်းလာနိုင်ပွဲရှိတယ် Wolf တင်းကတော့အဓိကကစားသမားတွေ injury ကင်းစင်နေတာမျိုးရှိတယ်Gomez ကလွဲလို့ပေါ့နော်ကျန်တဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းအကုန်လုံးလူဆုံးပါလာဖို့ရှိတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်း Andre Gomez တို့ပါလာဖို့ရှိတယ်မာနီးပေါ့နော်ပြီးတော့ဒါ Wolf တင်းမှာခြေစွမ်းပြနေတဲ့ကစားသမားဆိုတော့ Wolf ကတော့မှလူပိုစုံနေတာမျိုးလေးရှိတယ်ဆိုတော့ကျွန်တော်အာရှရဲ့အကျိုးပေးမှုကိုကြည့်အောင်ဆိုတော့ Wolf ဒီအိမ်ကွင်းမှာရှင်ပြိုင်ကစားမယ်ဆိုပေမဲ့လည်းဒါဖုံးမောက်အသင်းကပဲအဝေးကွင်းကနေပြီးတော့ level 30ဆိုတာမျိုးလေးအကျော်ပေးလာတယ်ဆိုတော့ကျွန်တော်တို့ဒီဟာဒီဖုံးမောက်အသင်းနဲ့ခြေတန်းတူဒါ Crystal Palace တို့ Nottingham Forest တို့ရဲ့အကျော်ပေးမှုနဲ့ကျွန်တော်တို့နှိုင်းယှဉ်ကြည့်ရအောင်ဆိုတော့ Crystal Palace ဆိုလို့ရှိရင်ဒါအဝေးကွင်းကနေပြီးတော့ Wolf ကို 1+90 လောက်ထိပေးထားတယ်ပြီးတော့ Nottingham Forest ဆိုလို့ရှိရင်လည်း level 80လောက်ထိပေးထားတယ်နောက်တစ်ချက်ကျွန်တော်တို့ဒါ Brentford ပေါ့နော် Brentford ဆိုလို့ရှိရင်လည်း level 80နဲ့80ပတ်ချလဲပေးထားတယ်ဆိုတော့ဒီခြေတန်းအနေနဲ့ကျွန်တော်နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုံမောက်တင်းရဲ့လက်ရှိအကျော်ပေးမှု level 30ဆိုတာကတော့ပျော့တယ်လို့တော့သုံးသပ်လို့တော့ရပါတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်ထည့်သွင်းစဉ်းစားဖို့လိုတာကဒါ Brentford တို့ Crystal Palace တို့ Nottingham Forest တို့ Wolf နဲ့တွေ့ဆုံတော့ကတော့ Wolf ကရလပိုင်းလေးစိုးဝါးနေတဲ့အနေထားမို့လို့ဒီခြေတန်းဖွင့်ပေးရလို့သုံးသပ်လို့ရတယ်လက်ရှိမှာတော့ Wolf အနေနဲ့ရုန်းကန်လာတဲ့အနေထားလေးကြောင့်ရယ်ဘုံမောက်တင်းနေနဲ့ injury ပြဿနာရှိရဲ့အတွက်ဒီလိုမျိုးခြေတွေပြော့လာတာလားဆိုတာကလည်းကျွန်တော်ထည့်သွင်းစဉ်းစားဖို့တော့လိုပါတယ်အပြောင်းလဲလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါဘုံမောက်အနေနဲ့ကအဝေးကွင်းဖြစ်တော်ညာလဲနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာရလပိုင်းကောင်းထားတဲ့အနေထားကျွန်တော်တို့ Liverpool အသင်းကတော့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးခြေအနေမှာရှိတဲ့အနေထားမှာဘယ်လိုပဲဖြစ်ဖြစ်ဖုံးမောက်အနေနဲ့ကတော့ဒါ level 50ဝန်းကျင်လောက်တော့အကျော်ပေးတင်တယ်လို့တော့ကျွန်တော်မြင်တယ် level 30ဆိုတာက Bukiri အနေနဲ့ဒါအဖြစ်သဘောမျိုးဖွင့်ပေးထားပြီးတော့အိမ်ကွင်း Molineux မှာရှင်ပြိုင်ကစားမဲ့ Wolf ကိုတော့အထင်ကြီးထားပုံရတယ်လို့တော့ကျွန်တော်ကတော့ယူဆမိပါတယ်ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Wolf တင်းနဲ့စွန့်စားကျင်တာမျိုးရှိပါတယ်တကယ်လို့ဘုံမောက်အသင်းရဲ့ခြေတွေသာပြင်းရှလာပြီးတော့ level 50လောက်ဆိုရင်တော့ကျွန်တော်တို့တစ်မျိုးစဉ်းစားကောင်းစဉ်းစားနိုင်တယ်ပေါ့နော်လက်ရှိ level 30ဆိုတာကတော့ရှေ့ကကျွန်တော်ပြောခဲ့သလိုဘုံမောက်အသင်းနဲ့ခြေတန်းတူအသင်းတွေရဲ့အကျော်ပေးမှုနဲ့ရှင်ပဲဆိုရင်တော့တော်တော်လေးပျော့နေတာဖြစ်တယ်လို့ကျွန်တော်တို့အင်ရှင် Wolf နဲ့ပဲ
စွန့်စားခြင်းနဲ့ရင်ခုန်နေတာမျိုးရှိပါတယ်။ Okay နောက်ထပ်တစ်ပွဲကိုသွားလိုက်ရအောင်နောက်ထပ်တစ်ပွဲကကျွန်တော်လာလီဂါပွဲစဉ်တစ်ပွဲကိုရွေးချယ်ထားပါတယ်။ဒီပွဲစဉ်ကတော့ Levante အသင်းနဲ့ Atletico Madrid အသင်းတို့ရဲ့ပွဲစဉ်မှာ Levante အသင်းရဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။12နာရီမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်ဆိုတော့ Levante ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာElche အသင်းကိုဒါ 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ La Liga ၄ပွဲကိုကြည့်မယ်ဆိုရင်အသင်းကြီး Real Madrid ကိုရှုံးထားတာကလွဲလို့ဒါ Sevilla ကိုဂိုးပြတ်နိုင်ထားတဲ့အဝေးကွင်းကနေပြီးတော့ Espanyol ကို 1-1 တည်ကန်ထားတာဖြစ်တဲ့အတွက်ကို Levante အနေနဲ့တန်းစင်းစုံကရုံထွက်နေတာကိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။ရလဒ်ပိုင်းလေးတွေကောင်းထားတယ်။တစ်ဖက်ကအသင်းကြီး Atletico Madrid အသင်းကလည်းဒါ La Liga မှာရလဒ်ပိုင်းကောင်းထားပါတယ်။နောက်ဆုံးကစားခဲ့တဲ့3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Real Madrid ကိုအိမ်ကွင်းမှာရှုံးထားတယ်။သို့တော်လည်း Alaves ကိုအိမ်ကွင်းမှာပြန်နိုင်ထားတယ်ပြီးတော့ဒါ Mallorca ကို 3-0 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်ဆိုတော့လက်ရှိမှာအမှတ်ပေးစရာကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Atletico Madrid တင်ရမှတ်44မှတ်နဲ့အဆင့်3နေရာမှာရပ်တည်နေတယ်ဆိုတော့ Levante ကတော့ရမှတ်18မှတ်နဲ့အဆင့်19နေရာမှာရပ်တည်နေတယ်ဆိုတော့ကျွန်တော်ပထမအကြောကတီကိုကွင်းမှာတွေ့ဆုံတော့ Atletico Madrid အသင်းကဒါဂိုးပြတ် 3-1 ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရရှိခဲ့တယ်ဆိုတော့အစင်လာရလဲ Atletico Madrid အသင်းကအသင်းကြီးဖြစ်တဲ့အတွက်ကို Levante ပေါ်ကိုအသာစီးရရှိထားတာမျိုးရှိပါတယ်ဆိုတော့လက်ရှိကြောပေးမှုကိုကြည့်အောင်လက်ရှိကြောပေးမှုမှာ Atletico Madrid အသင်းက1+30ဆိုတာမျိုးလေးအကျော်ပေးလာပါတယ်ဒါကလည်းကျွန်တော်ပြော့တယ်လို့ယူဆကြပါတယ်ဘာလို့ဆိုတော့ဒါ Atletico Madrid အသင်းနဲ့ Real Madrid အသင်းဒီကြေးတန်းအရာ Real Madrid အသင်းကတီကိုထပ်စားလို့ရှိရင်ကြေးတန်း100လောက်မြင့်ပါတယ်100ကျော်လောက်မြင့်ပါတယ်ဆိုတော့ Levante ကွင်းမှာ Real Madrid အနေနဲ့အဝေးကွင်းကနေပြီးတော့1-100ပေးခဲ့တယ်ဆိုတော့ကြေးတန်း100မြင့်တာဖြစ်တဲ့အတွက်ကိုတီကိုအနေနဲ့ဒါ Real Madrid က1-100ပေးရဆိုရင်တော့ဒီပွဲစဉ်မှာ1တရီလောက်စပြီးပေးတဲ့နှလုံးသွင်းမှာအပြေးဝဒါပျော်ရွှင်ခွင့်ရမယ်ဆိုတော့အကျော်ပေးမှုမျိုးပေးတဲ့နေပေါ့နော်လက်ရှိမှာတော့ဒါ Levante ကို Atletico ကတလုံးသွင်းတာနဲ့ +30 လောက်ပေးစားထားတယ်ဆိုတာကတော့ Atletico ကိုနေချင်းအောင်ဆွဲဆောင်နေတယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်နောက်တစ်ချက်ကတော့ Levante ကအိမ်ကွင်းမှာကစားတယ်ဆိုလို့ရှိရင်တော့အိမ်ကွင်းကနေပြီးတော့အသင်းကြီးတွေကိုလည်းဂိုးရအောင်သွင်းနိုင်တဲ့ခြေစွမ်းမျိုးတွေရှိတယ်ဆိုတော့ Barcelona ကိုလည်းဂိုးပြန်သွင်းနိုင်တာမျိုးတွေ Real Madrid အသင်းကိုလည်းဂိုးပြန်သွင်းနိုင်တာမျိုးတွေရှိရတော့ပေါ့နော်ဒီပွဲစဉ်က Levante ရဲ့သွင်းဂိုးကိုလည်းကျွန်တော်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်ဆိုတော့ဂိုးပေါင်းကြေးရကြည့်မယ်ဆိုလို့ရှိရင်လည်း3+35ဆိုတာက La Liga ဂိုးပေါင်းကြေးရဲ့ဝင်ရုံနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါပြင်းရှားတဲ့ဘက်ကိုသွားတယ်လို့ပြောလို့ရတယ် La Liga ရဲ့ဂိုးပေါင်းကြေးရများသောအားဖြင့်2- ပတ်ချလဲသွားတယ်ဆိုတော့3+35ဆိုတာကLevante ရဲ့သွင်းဂိုးကိုထည့်တွက်ထားပုံလည်းရပါတယ်ဥရောပဂိုးပေါင်းကြေးရဆိုလို့ရှိရင်လည်းနှစ်သင်းလုံးဂိုးသွင်းနိုင်ကြီးရှိတဲ့ရာခိုင်နှုန်းကများနေတာဖြစ်တဲ့အတွက်ပေါ့နော်1+30ဆိုတဲ့အကျော်ပေးမှုကတော့ကျွန်တော်စိတ်ထင်Atletico အသင်းအောင်မှုခဲရင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်တကယ်လို့အောင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဂိုးမပြတ်ဘူးလို့ကျွန်တော်ယူဆမိတယ်ပေါ့နော်1-2ဆိုတဲ့ရလဒ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်သို့မဟုတ်တရီဆိုတဲ့ရလဒ်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့ဒါ Levante Bori ကိုရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ချက်ကတော့ဂိုးပေါင်းကြီးကလည်းပြင်းရှားတဲ့အနေအထားမှာ Levante ရဲ့သွင်းဂိုးကိုကျွန်တော်ထည့်တွက်ထားတာဖြစ်တဲ့အတွက်တီကိုနိုင်သွားမယ်ဆိုလို့ရှိရင်တော့ဂိုးပေါ်နိုင်ပွဲရှိတဲ့အတွက်ဂိုးပေါင်းအပေါ်နဲ့လည်းတွဲပြီးတော့ရင်ခုန်တဲ့ပွဲစဉ်လို့တော့ကျွန်တော်ကတော့သုံးသပ်ယူဆမိပါတယ်ဒါကတော့စနေနေ့မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေက free ပွဲစဉ်နှစ်ပွဲကိုရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာဝင်ပြပေးသွားကြအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကြံရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ Mama Group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ join နေတဲ့ညီကိုတွေလည်း Viber နံပါတ်လေးကို hi ပေးလို့ရပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ